ဝမ်းပြက်ဝမ်းလျှောဆိုတာကလမ်းဘေးစာတွေစားလို့မတန့်ရှင်းတဲ့အစားအစာတွေကြောင့်ဆိုတာကတော့လူတိုင်းသိပေမဲ့တကယ်တော့ကျွန်တော်တို့တွေလမ်းဘေးစာတွေကိုရှောင်လိုက်ရင်မတန့်တဲ့အစာတွေကိုရှောင်လိုက်ရင်ရောဝမ်းပြက်ဝမ်းလျှောကနေပြီးတော့တကယ်ကာကွယ်နိုင်မှာလားပေါ့နော်မိတ်ဆွေတို့ရဲ့ကျွန်တော်စမ်းအောင်ပါဟုတ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဝမ်းပြက်ဝမ်းလျှောနဲ့ပတ်သက်ပြီးတော့လမ်းဘေးစာတွေကိုရှောင်နေကျွန်တော်တို့ကတကယ်ကာကွယ်နိုင်မှာလားပြီးတော့ဝမ်းပြက်ဝမ်းလျှောကြောင့်ကြောက်ခတ်ထိပြီးတော့နောက်ဆုံးအသက်ဆုံးရှုံးရတယ်ဆိုတာကဘယ်လိုမျိုးလဲနောက်ထပ်တော့ကျွန်တော်တို့ဘာတွေထပ်ပြီးတော့တည်ထားဖို့အဓိကချက်လေးတွေရှိမလဲပေါ့နော်ဒါလေးတွေကိုတူတူလေ့လာလိုက်ကြရအောင်ပါအဲ့တော့ပထမဆုံးချက်အနေနဲ့ဝမ်းပြက်ဝမ်းလျှောဖြစ်တယ်ဆိုတာနဲ့လူတွေကဒါကရိုးရိုးတာမန်ဝမ်းပြက်ဝမ်းလျှောဖြစ်တာပဲဝမ်းပိတ်ဆေးတောက်လိုက်မယ်ဝမ်းရက်သွားအောင်လုပ်နိုင်ရင်တက်တာပြီလို့တော်တော်များများထင်ကြပါတယ်တကယ်တော့ဒါကမှားယွင်းနေတဲ့အချက်ပါကျွန်တော်တို့ဝမ်းပြက်ဝမ်းလျှောဖြစ်ပြီဆိုလို့ရှိရင်လူခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်တွေတက်စားဓာတ်တွေအားလုံးခန်းချောက်သွားပြီးတော့ကုံဆုံးသွားတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောက်ကပ်ထိပြီးတော့အသက်ဆုံးရှုံးရတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ကဝမ်းပြက်ဝမ်းလျှောဖြစ်ရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်တွေဓာတ်စားဓာတ်တွေလင်းလင်းမြန်မြန်ပဲဆုံးရှုံးရတာဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်ခန္ဓာထဲမှာရှိတဲ့သွေးဖိအားတွေကတဖြည်းဖြည်းချင်းစီးဆင်းမှုတွေနှေးသွားပြီးတော့ကျဆင်းလာတဲ့ပေါ့တနည်းအားဖြင့်အဲ့လိုမျိုးသွေးဖိအားကျဆင်းလာတဲ့အခြေအနေမှာအဓိကအနေနဲ့ကြောက်ကပ်ကိုသွားထိတာဖြစ်ပြီးတော့ဒီအချိန်မှာပဲရှော့ရပြီးတော့အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေအထိကိုတွန်းပို့ပေးလိုက်တာလည်းဖြစ်ပါတယ်အဲ့တော့ဝမ်းပြက်ဝမ်းလျှောဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတို့တည်ထားဖို့သတိထားဖို့အချက်ကဝမ်းပိတ်အောင်ဝမ်းရက်သွားအောင်လုပ်တာထက်ဒီလိုအခြေအနေမှာရေဓာတ်နဲ့ဓာတ်စားဓာတ်ကိုမြန်မြန်လေးဖြည့်တင်းပေးဖို့လိုအပ်တယ်ဆိုတဲ့အချက်ပါအဲ့တော့ကျွန်တော် topic ခေါင်းစဉ်မှာပြောထားတဲ့အတိုင်းလမ်းဘေးစာတွေကိုရှောင်ရုံနဲ့အခုလိုမျိုးကာလဝမ်းရောဂါဝမ်းပြက်ဝမ်းလျှောကိုတကယ်ကာကွယ်နိုင်မှာလားဆိုတော့မသိကြပါဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေနေ့စဉ်စားတောက်နေပြီးတော့မိဖို့ကြောင့်ထဲမှာချက်ပြုတ်နေတဲ့အရာတွေကနေတဆင့်လဲဝမ်းပြက်ဝမ်းလျှောဖြစ်ပွားစေနိုင်ပါတယ်။နံပါတ်1ချက်အနေနဲ့ကတော့လူငယ်လူရွယ်တွေအတောက်များတဲ့အေးနဲ့ရေခဲတွေပေါ့နော်။အဓိကအနေနဲ့ကျွန်တော်တို့အိမ်ဒီမှာရှိတဲ့freezer တွေရေခဲတာတွေပေါ့နော်။ဒီထဲမှာကျွန်တော်တို့ကဖြစ်တယ်လို့တင်ထားတဲ့ရေခဲတွေရှိလို့ရှိရင်အဲ့ရေခဲတွေထဲမှာဘက်တီးရီးယားပိုးမွှားတွေပေါက်ဖွားနေနိုင်ပါတယ်။ဒီအတွက်ကြောင့်မို့လို့လေဒီရေခဲကနေတဆင့်ကျွန်တော်တို့ကဝမ်းပြက်ဝမ်းလျှောပိုးကိုခန္ဓာထဲရောက်အောင်တွန်းပို့လိုက်တယ်လို့ဖြစ်သွားနိုင်ပါတယ်။နောက်တစ်ချက်ကကျွန်တော်တို့စိုင်းနေမှာကလေးတွေဝယ်တော့ကြတဲ့အေးတွေပေါ့နော်အေးဘူးတွေရဲ့အပြင်ဘက်မှာအေးခဲနေတဲ့အတွက်ကြောင့်မို့လို့ဘက်တီးရီးယားတွေကကပ်ပါနေနိုင်ပါတယ်ဒါကိုကလေးတွေကဒီအဖုံးကိုဖွင့်လိုက်ပြီးတော့လက်နဲ့ပါဇက်ထဲကိုထည့်မိလိုက်တာဒါမှမဟုတ်အဖုံးကနေပြီးတော့တဆင်အေးနေတဲ့အတွက်ကြောင့်မို့လို့ရင်ငွေလေးတွေပြန်ပြီးတော့အေးလေးကျသွားတဲ့အခြေအနေမျိုးမှာလေဒီဝမ်းယောဂါကိုကူးဆက်ပြီးတော့ဖြစ်ပွားစေနိုင်နေပေါ့နော်ဒါကအထူးသတိထားမယ့်အချက်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာတွေတော်တော်များများတချို့သောလူကြီးပိုင်းတွေဆိုလို့ရှိရင်မီးဖို့ကြောင်သုံးတဲ့လက်နီးစုပ်တွေပါရှိတယ်ဒီလက်နီးစုပ်တွေကအဓိကအနေနဲ့ဝမ်းပြက်ဝမ်းလျှောပိုးတွေကိုတည်ဆောင်ပြီးတော့ဘက်တီးရီးယားတွေကိုပေါက်ဖွားစေနိုင်တာဖြစ်တဲ့အတွက်ဒီလက်နီးစုပ်ကနေတဆင့်လဲဖြစ်ပွားနိုင်တယ်လို့ရေပုံမှန်ကောင်းတွေမှာဟင်းသီးဟင်းရွက်တွေကိုစေးတယ်တချို့ဆိုလို့ရှိရင်ငပိရည်နဲ့ဟင်းသီးဟင်းရွက်ကိုအစိမ့်တို့တယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့တဆင့်လဲဝမ်းပြက်ဝမ်းလျှောကိုခန်းစားစေရနိုင်ပါတယ်ပေါ့နော်အဓိကအနေနဲ့ရေမတန့်ရှင်းမှုကလည်းပါဝင်တယ်လို့ဒီရေမတန့်ရှင်းမှုကနေတဆင့်မီးဖို့ကြောင်မှာတုံးတဲ့စစ်နီတော့အသားငါဆေးတဲ့နေရာတွေဓာတ်တွေဟင်းအိုးထဲမှာမှွေတဲ့ဇွန်းတွေကအစအထူးဂရုစိုက်ရမှာလည်းဖြစ်ပါတယ်ဒီချက်လေးတွေကိုမေ့နေနိုင်တာဖြစ်တဲ့အတွက်အိမ်ရှင်မတွေအနေနဲ့အထူးသတိပြုဖို့လိုအပ်ပါလိမ့်မယ်ဗျနောက်တစ်ခုကတော့ကျွန်တော်မပြောလဲသိကြပါတယ်အဓိကတော့ရင်ကောင်ပေါ့နော်ရင်ကောင်အပြင်အခုနောက်ပိုင်းမှာဖြုတ်တွေပေါ့နော်ဖြုတ်တွေဆိုတာကလည်းမိဖို့ကြောင့်ရဲ့တနေရာတစ်ထောင်တော့မှရှိနေနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကထမင်းကြံဟင်းကြံတွေကိုမအုပ်ထားဘူးဒါမှမဟုတ်ဟင်းသီးဟင်းရွက်တွေပေါ့နော်ဒီတိုင်းလေးထားမယ်အိတ်ကလေးနဲ့ပဲထုတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီဟင်းသီးဟင်းရွက်တွေမှာရင်ကောင်တွေဖြုတ်တွေကတွားနာပြီးတဲ့ခါကျလို့ရှိရင်ဝမ်းပြက်ဝမ်းလျှောပိုးကိုတက်ပါလာနိုင်စေတာဖြစ်ပြီးတော့ကျွန်တော်တို့ဒါတွေကိုစားသုံးတဲ့ခါမှာလေဝမ်းပြက်ဝမ်းလျှောအခြေအနေတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်ဒါတွေကကျွန်တော်တို့အဓိကသတိမမူမိတဲ့အချက်တွေပေါ့နော်အခုကျွန်တော်တို့ဖြစ်နေတဲ့ကာလဝမ်းယောဂဝမ်းပြက်ဝမ်းလျှောဆိုတာကကျွန်တော်တို့ပုံမှန်ပေါ့နော်အိမ်နာသွားတဲ့ပုံစံမျိုးအညစ်အကြေးမဟုတ်ဘဲနဲ့သူ့ရဲ့ကာလဝမ်းသွားတဲ့ပုံစံကစံစည်းပုံစံမျိုးအယောင်နဲ့အရေးပေါ့နော်အနက်ဆိုလို့ရှိရင်လည်းငားညီနဲ့ညှိဟောင်းအနက်ထွက်တယ်ဆိုပြီးတော့လေဆရာဝန်တွေအနေနဲ့သတိပေးနေကြတာလည်းရှိပါတယ်ဘိုင်းမနာပဲနဲ့သွားတဲ့ဝမ်းအခြေအနေလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဝမ်းအခြေအနေတွေသွားနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆေးရုံဆေးကန်းကိုအဓိကသွားပြီးတော့ကုသဖို့အထူးလိုအပ်ပါလိမ့်မယ်ဗျကျွန်တော်တို့ဒီကာလဝမ်းယောဂါကပေါ့ဆတဲ့ယောဂါတခုမဟုတ်ဘဲနဲ့ကျွန်တော်ကမ္ဘာသမိုင်းမှာဆိုလို့ရှိရင်9ကြိမ်လောက်ထိကမ္ဘာလုံးဆိုင်ရာဝမ်းယောဂါဆိုပြီးတော့မှချိန်ချောက်ခဲ့တဲ့အခြေအနေမျိုးတွေလည်းရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ရိုးဝမ်းသွားတာပဲဆိုပြီးတော့မပေါ့ဆကြဖို့လိုအပ်ပါတယ်အထူးသတိထားပါပေါ့နော်ဝမ်းယောဂါရဲ့လက္ခဏာတွေကတော့ကျွန်တော်ရှေ့မှာပြောသွားလို့ဝမ်းနေသွားမယ်ကျွန်တော်အော့အန်နာတွေပါဖြစ်မယ်မူးဝေလာမယ်ပြီးရင်အင်အားချိနေပြီးတော့အဲ့ရတယ်ပြစ်လဲသွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဝမ်းသွားနေပြီး2ကြိမ်3ကြိမ်မကတနေ့မှာသွားနေပြီဆိုလို့ရှိရင်တော့အထူးသတိထားတင်တာဖြစ်ပြီးတော့ရှေ့မှာပြောထားတဲ့အရေဝမ်းစံစည်းပုံစံမျိုးဝမ်းနေသွားနေပြီဆိုလို့ရှိရင်တော့ဆေးရုံဆေးကန်းကိုအဓိကသွားပါပေါ့နော်က
ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘလို့ကောက်ွယ်မလဲပေါ့လမ်းဘေးစာတွေဆိုတော့ကလူတော်တော်များများမတန့်ရှင်းလို့မစားခိုင်းကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့တချို့သောဆိုင်တွေကတော့တန့်ရှင်းနဲ့တေချာစားသုံးသူပေါ်မှာစေတနာရှိပြီးတော့ရောင်းတဲ့ဆိုင်တွေလည်းအများကြီးရှိပါတယ်အဲဒီတော့လမ်းဘေးစာတွေမှာဖြစ်တာမဟုတ်ပါဘူးမတန့်ရှင်းတဲ့အစာတွေဖြစ်တာဆိုတာကိုသတိရစေချင်ပါတယ်ပေါ့နော်အဲ့တော့ရေကိုကြိုချက်ပြီးတော့တောက်ကျွန်တော်ရေတန့်တွေရှိတယ်ဆိုရင်တော့မှတောက်တဲ့ခွက်ကတန့်ရှင်းနေဖို့လိုအပ်ပါတယ်ပေါ့နော်ဒါကိုလည်းအထူးသတိပြုဖို့လိုအပ်ပါလိမ့်မယ်ဗျအဓိကနေနဲ့ကတော့တကူရေတန့်ရှင်းနဲ့လက်ကိုပုံမှန်အတိုင်းထက်ကျွန်တော်အိမ်သားတွေကထွက်တာတွေအညစ်အကြေးတွေကင်ပြီးသွားတဲ့အခြေအနေတွေမတန့်ရှင်းတဲ့ရေတွေနဲ့ထိတွေ့ပြီးသွားတဲ့အခြေအနေတွေမှာစက္ကန့်20ကြာအောင်တေချာပိုးတက်တဲ့ဆက်ပြားလေးနဲ့ဆေးပြီးပိုကောင်းပါတယ်ပေါ့နော်အခုလိုမျိုးဝမ်းယောဂတွေခက်စိတ်စိတ်ဖြစ်ပွားနေတဲ့အနေအထားတစ်ခုမှာကျွန်တော်အိမ်တိုင်းမှာဓာတ်စားရည်တွေစောင့်ထားဖို့လိုအပ်တယ်ပြီးတော့ bioflow လိုမျိုးဒါမှမဟုတ်တကြားတို့ပေါ့နော်ဒီလိုမျိုးဖြစ်ဆက်စာလေးတွေကိုစောင့်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဗျအဓိကပြောချင်တာက one shot ပြီဆိုလို့ရှိရင် one page ကိုလုံးဝမတောက်ပါနဲ့ပြန်လဲဖြည့်တင်းနိုင်တဲ့ဓာတ်စားတွေကိုတောက်ဖို့ကိုပဲကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ပေါ့နော် one page တောက်လိုက်တဲ့အခါမှာဘာဖြစ်သွားနိုင်လဲဆိုတော့ခန္ဓာကိုယ်ထဲမှာထွက်ရမယ်ဝမ်းတွေကမထွက်တဲ့အတွက်ဒီဝမ်းတွေထဲမှာပါနေတဲ့ဒီဝမ်းပိုးတွေကဥထဲမှာပဲတောက်တင်နေပြီးတော့ပို့ပြီးတော့အခြေအနေလဲဆိုးရွားလာနိုင်နေပေါ့နော်ဒါကိုသတိပြုပါဗျအကယ်၍ကျွန်တော်မိတ်ဆွေတို့ရဲ့အိမ်မှာဒါမှမဟုတ်မိသားစုဝင်ပတ်ဝန်းကျင်ကလူတယောက်ကအံမယ်စဖျားလာမယ်ဝမ်းတွေလည်းခဏခဏသွားမယ်ခြေလက်တွေအေးဆက်နေမယ်ဆိုလို့ရှိရင်တော့ဒီကာလမှာကာလဝမ်းပိုးယောဂဖြစ်တဲ့အတွက်ဝမ်းပြက်ဝမ်းလျှော်ဖြစ်နေပြီဆိုတာသိကြပါတယ်အဲ့တော့အိမ်မှာကြိတ်မကူပဲနဲ့ဆေးရုံဆေးကန်းကိုအများဆုံးသွားပြီးတော့ကုသမှုခံယူဖို့အတွက်သတိပေးချင်တာလည်းဖြစ်တယ်လို့ဝမ်းပြက်ဝမ်းလျှော်ယောဂဆိုတာကအသက်ကိုယ်တော်မှနှုတ်ယူသွားနိုင်တဲ့အခြေအနေလည်းရှိပါတယ်ပေါ့နော်မပေါ့ဆကြပါနဲ့ဗျယောဂဆိုတာကကြိုတင်ကာဝယ်ထားတာကအန္တရာယ်ကင်းဆုံးလည်းဖြစ်တယ်လို့စိတ်အေးရဆုံးလည်းဖြစ်မှာပါဟုတ်ပါပြီဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့အခုလက်တလုံးမှာရေးဆိုင်နေရတဲ့ကာလဝမ်းပိုးယောဂဝမ်းပြက်ဝမ်းလျှောနဲ့ပတ်သက်ပြီးတော့လူတွေတတိမထားမိလောက်မဲ့မင်းနေလောက်မဲ့အချက်လေးတွေကိုကျွန်တော်အနေနဲ့သိထားတဲ့လောက်ပြန်လည်ဝေမျှခြင်းပဲဖြစ်ပါတယ်ဆရာကြီးလုပ်ခြင်းလည်းမဟုတ်ပါဘူးအဲ့တော့မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မိသားစုတွေကိုအခုအချိန်ကနေပြီးတော့စောင့်ရှောက်ရင်းနဲ့အခုဗီဒီယိုလေးကိုလည်း share ပြီးတော့သတိပေးလိုက်ကြပါအောင်ဗျမိတ်ဆွေတို့အားလုံးတို့ကျွန်တော်ဆက်အောင်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းအခုလိုမျိုးအကျိုးရှိတဲ့ content လေးတွေနဲ့ပြန်လည်ဆုံတွေ့ကြရအောင်ပါဗျအားလုံးပဲ view ဆိုင်ကြပါ see you ပါ